Hello အကျွေးပါအခုရက်ပိုင်းလေးမိုးကလည်းမရွာရပဲနဲ့ရတဲ့ဦးရလည်းပုံနေတဲ့အခါကျတော့တချို့လည်းအရင်မကဲပဲနဲ့အုံသီးချယ်လေးအဖက်လေးပါပါရဲ့ကိုကထုတ်တဲ့ juice လေးတောက်ရတဲ့သဘောကျနေပါရဲ့ရှင်Coco juice ကလေး strawberry lemon နနက်စပြည့်လိုက်ချီဆိုပြီးတော့9မျိုးရရှိပါရဲ့ Coco juice and jelly မှာပါရဲ့အုံသီး jelly အဖက်လေးရလေ organic certificate ရထားတဲ့အုံးရီစစ်စစ်ကနေထုတ်ထားရတယ်နော်အကျွေးကရလေးတယောက်တည်း Coco juice and jelly လေးစားရင်လည်း easy chill လေးပါပြီကိုကိုက juice နဲ့မကောက် jelly လေးလည်းထုတ်တာတည်ရနော် coco jelly ကလေ strawberry ဆက်ပြဲ lychee lemon နည်းနည်းဆိုပြီးတော့9မျိုးရှိရဲ့အပြင် orange flavor လေးရောက်တိုးသွားတည်ရနော် jelly လေးကလေအရင်မပြော့မမှာပဲနေတုံတုံလေးနဲ့တော်တော်လေးဆောက်လို့ကောင်းပါရဲ့ coco juice and jelly ကလေတဘာဝကျက်တဲ့ကြောင်အချိုလျှော့ပြီးထုတ်ထားတဲ့အတွက်ကြောင့်ချောင်းစိုးရင် jelly လုံးဝမဖြစ်လို့ကလေးတွေစိတ်ချလက်ချကျွေးလို့ရပါရဲ့နော်အကျွေးက AC လေးဆက်စားလိုက်ပါအောင်မယ်နော်အားလုံးပဲ bye bye